လီဆာခန္ဓာကိုယ်ကရုတ်တရက်ဖောင်းပွားလာပြီးဝတ်ထားတဲ့ဝတ်စားတွေစုပ်ပြဲကုန်တယ်လီဆာကထိတ်လန့်သွားပြီးသူ့ရှိုးဝက်ချက်ပေါက်ကြားသွားမှကြောက်လို့အမြန်ပုံလိုက်ရတယ်တကယ်တော့လီဆာကိုအလေးချိန်ကပေါင်နေကရှိပါတယ်ဈေးဝက်စင်တာမှာအဝတ်စားသွားစမ်းဝတ်တိုင်းသူကြိုက်တဲ့ဂါဝန်တွေကသူ့ခန္ဓာကိုယ်ကြောင့်စုပ်ပြဲကုန်လေးရှိပါတယ်ဆိုပါတို့လဲညင်လဲဆိုပါကကြိုးကျသွားတယ်ပြီးတော့ဓာတ်လေကဝန်ပြီးလူအပြင်ထွက်ခိုင်းခံရတိုင်းသူ့ရဲ့အဝလွန်မှုကသူ့ကိုစိတ်အားငယ်စေခဲ့တယ်ဒါကြောင့်သူဝိတ်ချဖို့ဆုံးဖြတ်လိုက်တယ်အစီကျဆေးတွေတောက်တယ်တနည်းကိုနိုင်20လိကျင်ခါလုပ်တယ်ပြီးတော့ကိုခန္ဓာကိုပလတ်စတစ်နဲ့ပတ်ပြီးမာမီရုပ်လို့ဖြစ်အောင်လုပ်ခဲ့တယ်ဒါပေမဲ့တပတ်ကြာက1ကီလိုပဲကျသွားလို့သူအယမ်းစိတ်ပြတ်သွားတယ်အဲ့ဒီချိန်မှာပဲသူကတင်နေမှုတဲ့ယုံတကောင်ကသူ့ရဲ့စိတ်ထားကောင်းမှုအပေါ်တုံ့ပြန်တဲ့အနေနဲ့ဂါထာမှတ်မှုပြီးမော်အင်လေးစီခေါ်သွားခဲ့တယ်ယုံကရှုဝတ်စမ်းကြတဲ့အငိုသားတယောက်အထိပြောင်းလဲသွားပြီးသူ့ကိုမော်ဆေးရည်တပလန်ပေးလိုက်တယ်တောက်ပြီးသားနဲ့လီဆာချက်ချင်းပြောင်းလဲသွားတယ်သူကပိန်သွဲပြီးလှပတဲ့နတ်သမီးလေးတစ်ပါးလိုဖြစ်သွားတယ်လမ်းရှောင်သွားရင်လူတွေကသူ့ကိုငေးကြည့်ကြတယ်နောက်ဆုံးတော့သူအမေဝစ်ချင်ကြတဲ့အဝတ်တွေဖက်နှက်တွေကိုဝတ်နိုင်သွားပြီးသူချိုက်နေတဲ့ကောင်လေးတွေပါတီပွဲဖိတ်စာတောင်ရခဲ့တယ်ဒါပေမဲ့ပါတီပွဲနေရာကိုရောက်ချင်းမှာပဲဆေးစွမ်းပြည့်သွားခဲ့ပါတယ်